ကဲအားလုံးပဲတေးတူပေးကိုကိုယ်တိုင် website မှာစနစ်တကျဝင်ဝယ်လို့ရပြီးစိတ်ချရတယ်ဆိုတော့ယုံကြလားအခုဒီ hometrade.online ဆိုတဲ့ website မှာပဲကိုမကိုစီးရင်သွင်းပြီးတော့ order တင်လို့ရမယ်2နာရီအတွင်းမှာအကောက်ထဲကိုဝင်ထည့်ပြီးတယ်ဘယ်လိုတင်ရမလဲဆိုရင်ကျွန်တော်တို့ဒီ website ဒီ hometrade.online ကိုလိုက်ရှာပြီးတော့ website ပေါ်ဝင်ပြီးဆိုရင်ကိုကင်ထဲဝင်ပြီးတော့သူတို့ပြပေးထားတဲ့အတိုင်းတော့ကြပေးထားတဲ့အတိုင်းငွေအမောက်လေးရွှေဒီမှာဆိုရင် fashion ရှိတာ6400ကိုမှ4သိန်းခွဲရတယ်လို့ပြောထားတယ်လုံးဝကိုစနစ်တကျဖြစ်ပြီးတော့ကိုမအစိတ်ချရဆုံးဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီအားအပြင်ဒီ website ထဲမှာလည်း user ရဲ့ချင်းစကားပြောလို့ရအောင်လုပ်ပေးထားတာကြီးကအရင်မိုက်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းအကောင်လုံးအဆင်ပြေအောင်လုပ်ပေးထားပါတယ်အကောင်လုံး user တွေချင်းစကားပြောလို့ရမယ်မေးချင်တာလေးမေးလို့ရမယ်အဲ့ဒါအပြင်ကျွန်တော်တို့ဒီပေးတူပေးကိုအခုအလိမ်နေများနေအချင်းမှာကိုယ်တိုင်ဘယ်လိုမျိုးလုပ်လို့ရမယ်ဆိုပြီးတော့ class အနေနဲ့တဲ့ဒီက3 video လေးတွေပြင်ပေးထားပါလေကဲနားမရရှင်ဆိုတော့ Telegram ကောက် hometrade 0ကိုလာပြီးတော့နေလို့ရပါလေ